2026မှာဒီ Facebook ကအရင်ပတ်စံစာလို့လွယ်သွားပြီကြီးလို့လည်းရသွားပြီပေါ့နော်ပတ်စံဘယ်လိုစာရမလဲဒီ content monetization ဆက်အပ်ရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ချက်လိုက်ကြည့်ကြမယ်ပထမဆုံးကျွန်တော်တို့ Facebook တွေကိုဝင်ရမယ်ပေါ့နော် Facebook profile ပဲဖြစ် Facebook ဒီ page ပဲဖြစ်ဖြစ်ပေါ့နော်ဝင်ရပါမယ်ပြီးသွားရင်ဒီမျိုးတိုက်အိတ်ပုံစံလေးစီးတယ်ပေါ့နော်အဲ့ဒါကိုနှိမ့်လဲရတယ်မနှိမ့်ချင်လို့ရှိရင်လည်းဒီ profile နေရာကိုလည်းနှိမ့်ချင်နှိမ့်လို့ရတယ်ပေါ့နော်ပြီးတော့ဆိုရင်ဒီနေရာကိုဝင်ပြီးသွားရင်ဒီမှာ content တို့ engagement တို့ monetization တို့စီးတယ်ပေါ့နော်အဲ့ဒီနေရာကို monetization ကိုတစ်ချက်နှိမ့်လိုက်ပါနှိမ့်ပြီးသွားရင်သူကဘယ်လိုမျိုးပေါ်နေမလဲဆိုရင်တော့ဒီလိုမျိုး dashboard လေးတွေ့နေရမယ်အဲ့ဒါကျောင်းဘက်မှာနှိမ့်ရမလဲဆိုရင်တော့ဒီ content monetization ဆက်အပ်ဖွင့်မှသာမနော်ဒီလိုမျိုးရမှသာကျွန်တော်တို့ဒီဒီ Facebook ထဲမှာပတ်စံစာလို့ရပါမယ်အဲ့ဒါကိုကျွန်တော်တို့ချက်နှိမ့်မယ်နှိမ့်ပြလို့ရှိရင်တော့ဒီများပြတာတဲ့နေရာကိုကျွန်တော်တို့ချက်ပြန်နှိမ့်မယ်ပေါ့နော်โอเคဒါတော့သူပေးထားတဲ့အချက်6ချက်ပြမှသူကဒီ Facebook ထဲမှာသူပတ်စံစာခွင့်ပြုမယ်ပေါ့နော်အချက်6ချက်ကဘာဒီစီလဲဆိုရင်တော့နံပါတ်1အချက်ကကျွန်တော်တို့ဒီ Facebook အသုံးပြုသူပေါ့နော်အသုံးပြုသူကိုတင်ထားတဲ့ဗီဒီယိုတွေကိုတင်ထားတဲ့ content တွေကအသက်ဆက်စနစ်ပြရမယ်ပေါ့နော်အမျိုး clay ဗီဒီယိုတွေပါတွေအမျိုးတင်လို့မရဘူးပေါ့နော်တင်လို့မရတာမဟုတ်အများကြီးတင်လို့မရဘူးနောက်ကြရင်သူ ban သွားလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီclay တွေဗီဒီယိုနဲ့ပတ်စံစားတယ်ပေါ့နော်အမျိုးသူပြီးသွားလို့ဆိုရင်သူဒီငွေနိုင်စင်းကိုသူပိတ်ချလိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ profile ထဲမှာလည်းအမျိုး clip ပုံရင်းပါတွေအမျိုးထားလို့မရဘူးโอเคနံပါတ်2ပေါ့နော်ကျွန်တော်ဒီနံပါတ်2ကျတော့ country ကတော့မြန်မာနိုင်ငံကမရဘူးပေါ့နော်ဒါပေမဲ့သူ invite လုပ်ရင်လည်းလုပ်လာလိုက်မယ်ဒါပေမဲ့ဆက်အပ်လုပ်ပြီးရတဲ့အချိန်ကြာလို့ရှိရင်တော့ဒီဘယ်လိုပြောမလဲ country ထိမယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကကျွန်တော်တို့ပတ်သက်စာခွင့်မပေးဘူးပေါ့နော်ဒီထိုင်းတို့မလေးတို့စင်ကာပူတို့ဂျပန်တို့ဆိုရင်တော့ရတယ်အဲ့လိုမျိုးပေါ့နော် enemy ကထိုင်းနိုင်ငံမှာတယောက်စီးလို့ဆိုရင်တော့မြန်မာနိုင်ငံမှာတုံးလို့ရပါတယ်မြန်မာနိုင်ငံမှာပဲ CNM ဆက်အပ်ပွင့်လာဆိုရင်တော့ပွင့်ပါတယ်ဒါပေမဲ့ CN ဆက်အပ်လုပ်ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့တွေပတ်စံစာလို့မရဘူးပေါ့နော်သူ country ကြမယ်မူနိုင်စင်းကြသွားမယ်ပေါ့နော်โอเคပြီးသွားရင်နံပါတ်3ကကျွန်တော်တို့ဒီ profile page ပေါ့နော်ကိုယ့်ရဲ့ profile ပဲဖြစ်ကိုယ့်ရဲ့ page ပဲဖြစ်ပတ်စံစာခြင်းလို့ဆိုရင်တော့ရက်30တလပေါ့နော်ဖွင့်ထားရမယ်ပေါ့နော်တလတက်တက်စီရမယ်နံပါတ်4ကတော့ရက်90အတွင်းမှာ rate 3ပုတ်တင်ရမယ်ပေါ့နော်โอเคဒီနံပါတ်5ကတော့အရင်တော့ကျွန်တော်တို့ဒီ content monetization ရဖို့ကပေါ့နော်follower 1000လည်းရတယ်900 600 900လဲကိုအားကိုဗီဒီယိုပုံမဲ့တင်လို့ဆိုရင်သူတို့ invite လာလုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီအခုနောက်ပိုင်းကတော့ဟိုးအရင်တည်းက2019 2018အချိန်တော့ NSA ပုံစံလိုမျိုးဖြစ်သွားတယ်ဒီ follower 1000မှကျွန်တော်တို့ပတ်စံစာခွင့်သူပေးတော့မယ်ပေါ့နော်ပြီးတော့ဆိုရင်နံပါတ်6ပေါ့နော်နံပါတ်6ကတော့ view 3,500ပြည့်မှသူဒီ CL ကိုဆက်အပ်လာလုပ်ပေးမယ်ပေါ့နော်ဒီ follower 1000လဲပြည့်ရမယ်ပြီးတော့ဆိုရင် view 3,500လဲပြည့်ရမယ်အဲ့မျိုးအချက်6ချက်ပြည့်သွားပြီးလို့ဆိုရင်သူကဒီ processing လုပ်နေမယ်ပေါ့နော်သူ processing လုပ်တဲ့အချိန်ကြာလို့ဆိုရင်တော့ဒီကိုယ့်ရဲ့ page မှာ original content တွေတင်လာလားမဟုတ်လို့ဆိုရင်သူများ video coffee တွေယူထားလားအဲ့ဒါကိုသူနောက်တစ်ခါပြန်ဆင့်မယ်ဆင့်ပြီးသွားလို့ဆိုရင်တော့ကိုယ်ပိုင် original content ဆိုရင်တော့ချက်ချင်း CN ကြပါတယ်တကယ်လို့ကိုက original content မဟုတ်လို့ဆိုရင်တော့သူကဒီမျိုးပဲသူပြသွားမယ်ပေါ့နော် CN ချက်ချင်းသူမပေးသေးဘူး